အားလုံးပဲမင်္ဂလာပါသတိတော့ကောင်း site channel မှာကြိုဆိုပါရစေမိတ်ဆွေတို့ကိုကျွန်တော်12ကြိမ်အတွက်ဖော်မွေး site 446 site တွေတင်ပေးထားတယ်တင်ပေးထားတာကိုအများအယောက်100မှာ80ကျော်လောက်ကတော့ကျွန်တော်တင်ပေးထားတဲ့ site ကိုနားလဲတယ်ကြံ30လောက်ကနားမလည်ဘူးဖြစ်မိတ်ဆွေတို့ကတချို့တစ်ခါလေးကျတော့နားမလည်ဘူးဆိုဗီဒီယိုနှစ်ခါသုံးခါလောက်ထပ်ကြည့်လိုက်တယ်ဆိုရင်သဘောပေါက်သွားမှာကျွန်တော်ကဗီဒီယိုဖိုင်ကိုနှစ်ခါသုံးခါကျွန်တော်က site တစ်ခုပြတာနဲတယ်မပြချင်လို့မဟုတ်ဘူးကျွန်တော်ကဘာလို့နှစ်ခါသုံးခါထပ်မပြဆိုဗီဒီယိုဖိုင်မိနစ်ရှည်သွားမှကြောက်တဲ့အတွက်ကျွန်တော်ကတစ်ခါတည်းပဲရှင်းပြတာအဲ့တော့ကိုကနားမလည်ဆိုနှစ်ခါသုံးခါကြည့်လိုက်ရင်သဘောပေါက်သွားမှာခုဒီဗီဒီယိုမှာလည်း391နဲ့446နဲ့မတူဘဲနဲ့ဘလို့ယူတာလဲတဲ့391နဲ့446နဲ့ဘာမှမဆိုင်ဘူး site ကအဲ့တော့မတူတာကိုဘလို့ယူလဲဆိုတာကိုကျွန်တော်သိချာလေးရှင်းပြမယ်ကိုဒီ2016 18မှာကိုနောက်ပိတ်3ချက်တန်းခဲ့တယ်9ကြိမ်မှာ3ချက်တန်းခဲ့တယ်ကျွန်တော်2022 23 24မှာကိုနောက်ပိတ်3ချက်တန်းခဲ့တယ်သူကတော့2ဦးတင်တန်းတာတန်းတော့သူ့ရဲ့ဒီကိုနောက်ပိတ်3ချက်တန်းတဲ့နောက်နှစ်တစ်နှစ်2နှစ်မြောက်မှာ39တက်ဆိုပြီးတော့ဒီလိုခလေးထိပ်စီး3လုံး3ထိပ်ခါ3လုံး9ခါနောက်ပိတ်3လုံးတစ်ကတစ်ပိတ်39တက်ဆိုတဲ့ကဏ္ဍဖြစ်စဉ်တစ်ခုရိုက်ခဲ့တယ်ဒီ39တက်လို့ဖြစ်စဉ်ကခုနဒီရှစ်ပရိတ်3ချက်တန်းတယ်နောက်ဆုံး3လုံးရှစ်တယ်ဒီခွန်းချောင်းက9-6ခွန်းဆိုတဲ့ဒီနေရာမှာတန်းခဲ့တာတန်းခဲ့တဲ့နေရာမှာသူကဒီ39တက်ဆိုတဲ့ထိပ်ထောင်3လုံးခါထောင်3လုံးနောက်ပိတ်3လုံးဆိုတဲ့ကဏ္ဍတစ်ခွက်ကဒီမှာ39တက်လို့ရိုက်တယ်အရိုက်ခံရတဲ့39တက်ကသူ့ရဲ့ရှေ့တစ်နှစ်နှစ်နှစ်ကျော်မှာအဲ့ကဏ္ဍရှိတယ်ဒီထွက်တဲ့39တက်ကတစ်နှစ်နှစ်နှစ်ကျော်မှာနော်နှစ်နှစ်ကျော်မှာဒီကဏ္ဍရှိတဲ့39တက်အဲ့39တက်ကတခါဒီဘက်ကိုတစ်နှစ်နှစ်နှစ်ကျော်မှာလေ39တက်ကရှိတယ်သူကချိတာတော့မှကျွန်တော်ပြောမယ်တဲ့နော်ပတ်လည်းမဟုတ်ဘူး39တက်ဒီမှာတဲ့နော်ဒီမှာလေ39တက်တဲ့ဒီမှာလေ39တက်တဲ့ဆိုလိုတာကဒီ39တက်အပေါင်းခံရမယ်39တက်ကနှစ်နှစ်ကျော်မှာအိုက်ကဏ္ဍရှိရမယ်ဒီနှစ်ဓာတ်ရင်မကလာဆိုမဟုတ်သေးဘူးဒီရဲ့ရှစ်နှစ်နှစ်ကျော်မှာလေဒီကဏ္ဍရှိရမယ်3ခွက်ထွက်ထားတာကို2နှစ်ကျော်3ခွက်ကိုထွက်ထားတာကိုတဲ့တကွက်တည်းပဲဖြစ်ရမှာဆိုလိုတာနော်ပထမဆုံးထွက်တဲ့ကဏ္ဍကကိုနောက်ပိတ်တန်းတဲ့ရှေ့က2နှစ်မှာဒီ3ခုတက်ကရှိခဲ့တာထွက်တော့ကြတော့လေဒီ3ချက်တန်းတဲ့နောက်2နှစ်မှာဒီမှာထွက်ခဲ့တာအဲ့တော့ကဏ္ဍ3ခွက်ကသူကတဲ့တကွက်သေးကိုသူကလာတာမှတ်လည်းမဟုတ်ဘူးနော်မိတ်ဆွေတို့တခြားကြည့်3ခုတက်3ခုတက်3ခုတက်ဒီ3ခွက်က2နှစ်ချားတွေမှာထွက်ထားတယ်ထွက်ပြီးတော့ဒီအပေါင်းသူ့ရဲ့ကဏ္ဍအပေါ်မှာပေါင်းထိပ်စီး3လုံးခါ3လုံးနောက်ပိတ်3လုံးပေါင်းချင်းရလာလည်းဖြစ်ရမယ်ဒါ3ခုတက်ဖြစ်စဉ်ကျွန်တော်တို့ဒီဘက်မှာကြတော့3ခုတက်မဟုတ်ဘဲနဲ့ဒီဘက်မှာ446ဒါမသိသေးဘူးနော်ဘာလဲလို့446ဖြစ်စဉ်ဖြစ်ရမယ်ဆိုတာဘာကြောင့်ယူတာလဲဆိုတော့သူ93လုံးရဲ့ဖြစ်တဲ့ရှေ့က2နှစ်မှာ446ဆိုတာခဏဒီတစ်ခွက်တည်းရှိတာထွက်တာဒီတစ်ခွက်တည်းဆိုတော့ဒီအကွက်ကိုယူတာမဟုတ်ဘူးသူ့ရဲ့2နှစ်ကျော်မှာလေဒီအကဏ္ဍတဲ့တစ်ခွက်တည်းရှိတာဒီမှာ446ဒီမှာလေ446ကြံတဲ့ဘယ်ကဏ္ဍမှာမရှိဘူးလိုက်မိတ်ဆွေတို့ရှာခြင်းလဲရှာကျွန်တော်ရှာပြီးပြီနော်ဒီဘက်3ခုတက်မှာလေဒီတစ်ခွက်တည်းပဲရှိတာ3ခုတုကဒီမှာတစ်ခွက်ထွက်တယ်ဒီမှာ2နှစ်ကျော်မှာတစ်ခွက်ထွက်တယ်ဒီအပေါင်းခံလိုက်ရတဲ့ကဏ္ဍကလည်းအဲ့ကဏ္ဍပဲဖြစ်ရတာအဲ့တော့ဒီမှာကျွန်တော်တို့ကပေါင်းမဲ့ကဏ္ဍမသိဘူးဘာကဏ္ဍဆိုတာမသိတော့ကျွန်တော်တို့ကသူ့ရှေ့နှစ်မှာရှေ့ရကတ်လို့ပဲ2နှစ်ကျော်မှာဘာကဏ္ဍရှိတော့ဒီကဏ္ဍပဲရှိတာ446အဲ့ကဏ္ဍဒီရှေ့2နှစ်ကျော်မှာလဲဒီမှာလဲထွက်ထားပေးရမှာအဲ့တော့ကဏ္ဍကဟိုဘက်က3ခုတစ်ဖြစ်လို့ဒီဘက်3ခုတစ်ဖြစ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးကျွန်တော်ပြောတာသဘောပေါက်လားမသိဘူးကဏ္ဍတစ်ခွက်က
နှစ်ချားမှာသူကတဲ့ဒီလိုက်ထွက်မှာဆိုလိုတာကအပေါင်းခံမဲ့ကနန်းကကျွန်တော်တို့ဒီမှာအပေါင်းခံမဲ့ကနန်းကဒီနှစ်ကျော်မှာအဲ့ကနန်းရှိရမှာအဲ့နှစ်ကျော်တယ်မကဘူးအဲ့ရှိနှစ်ကျော်မှာလည်းအဲ့ကနန်းရှိရမှာဆိုတော့ကျွန်တော်တို့ကဒီအပေါင်းခံတဲ့ကနန်းရှာဖို့အတွက်ကိုဒီနေ့ထဲမှာအဲ့လိုနှစ်ကျော်ကနန်းတဲ့ထွက်ထားတဲ့ကနန်းဘာရှိတုံးဆိုတော့ဒီလေး6ပဲရှိတာဆိုလိုတာကဟိုဘက်3ခုတစ်လို့ဒီဘက်3ခုတစ်ထွက်ရမယ်ဆိုလိုတာမဟုတ်ဘူးပေါင်းခံမယ်ကနန်းကနှစ်ချာ3နေရာလုံးမှာတဲ့တကွက်တည်းဖြစ်ရမှာဆိုလိုတာဟိုဘက်မှာ3ခုတစ်ကတဲ့တကွက်တည်း3ချက်ဖြစ်ခဲ့တယ်ဒီဘက်မှာအခု446မလို့ဒီမှာကျွန်တော်446အောက်မှာဆိုတော့နှစ်သီးစားခင်ဗျားတို့ဒါကနှစ်သီးစားပဲအောက်မှာကျွန်တော်446ထွက်ချင်တာဗျာကဲဒီမှာ446ထွက်တယ်နှစ်ချားတယ်ဒီမှာ446ထွက်တယ်နှစ်ချားပြီးတော့ဒီမှာ446ထွက်ချင်တာအထွက်ချင်တော့ဒီအောက်ပင်မှာ73ချိန်မှာထွက်ချင်တော့ဒီ14ချိန်မှာ446ဖြစ်အောင်ပေါင်းအောင်မှာအဲ့တော့ဒီမှာ8ရှိတဲ့အတွက်4ဖြစ်အောင်6ထိပ်ပေါင်းအောင်မှာဒီမှာ9ရှိတဲ့အတွက်4ဖြစ်အောင်9ခါပေါင်းအောင်မှာဒီမှာ4ရှိတဲ့အတွက်6ဖြစ်အောင်2ပေါင်းအောင်မှာ6 9နှစ်ဖြစ်မှာဒီ446ဆိုပြီးတော့ဒီအောက်မှာထွက်မှာဒီအောက်မှာထွက်မဲ့446ကိုကျိုးပေါင်းတာဘာကြောင့်446ဒီ446ကဒီဘက်မှာတကွက်ထွက်ထားတယ်နှစ်ပင်ချားမှာလည်းဒဲထွက်ထားတယ်ပတ်လည်းမဟုတ်ဘူးနော်ကျွန်တော်ပြရတယ်446ဒဲတွေထွက်ရတာအဲ့လိုဒဲနှစ်ချားထွက်ထားဒီတကွက်တည်းပဲရှိတာအဲ့တော့မတူနိုင်ဘူးလေဟိုဘက်က3ခုတစ်ဖြစ်လို့ဒီဘက်က3ခုတစ်ဖြစ်ရမယ်လို့ဒီဘက်446ဖြစ်ရမယ်ဖြစ်လို့ဟိုဘက်446ဖြစ်ရမယ်ဆိုတာမျိုးဆိုလိုတာမဟုတ်ဘူးကနန်းတကွက်ကနှစ်ချားမှာဒဲတကွက်တည်းပဲထွက်ရမှာအဲ့တော့ဒီမှာတကွက်446ထွက်တယ်ဒီမှာတကွက်ထွက်တယ်ဒီမှာ446ထွက်ချင်တာ73ပင်မှာထွက်ချင်တော့12ပင်မှာသူ့ရလက်ကိုပေါင်းမှာ3ပင်ပေါင်းမဲ့6ခုနှစ်လို့ထွက်လိုက်တာ ਨੇ နောက်ပင်446မြတ်တတိပြခွေးပြတုတ်ယုံရှိတော့တာမိတ်ဆွေတို့လောက်ဆိုနားလေမလားမသိဘူးချို့ကတော်တော်များများနားလေတယ်နားမလဲတဲ့လူတွေကလည်းအဲ့မှာ3-4ယောက်လောက်ဝင်းမှန်ထားလို့ကျွန်တော်နားလေအောင်လို့ရှင်းပြတာအဲ့တော့တကယ်လို့ဒီပင်မှာမထွက်ဘူးဆိုလဲဒီနှစ်ကုန်ထီကို446အဲ့လို3ပင်ပေါင်းထိုးသွားမှာဟိုပေါင်း446ဖြစ်အောင်ပေါင်းမှာအထစီ3လုံးခါ3လုံးနောက်ပိတ်3လုံးအဲ့ပေါင်းလက်ဖြစ်ပြီဆိုတာ ਨੇ အောက်ပင်အဲ့ကနထွက်တာ ਨੇ အခုပင်446နှစ်လို့ထွက်လိုက်တာ ਨੇ နောက်ပင်446ခင်ဗျ69နှစ်ပေါက်တဲ့ငွေအကုန်သာတင်းတာထိုးလှော်လိုက်တော့ပြီးပြီဟောတော်ဟောသွားနိုင်တယ်69နှစ်လို့ထွက်ကြည့်လိုက်446နောက်ပင်ဟောတော်သွားနိုင်တယ်နော်အဲ့တော့နောက်တစ်ချက်ကကျွန်တော်ရန်ခိုင်းနေဆိုတာကဒီအခုမပေါင်းမဲနဲ့နလက်ပဲလေလောက်သွားမှာဆိုလို့ကျွန်တော်ရန်ခိုင်းတာ3ခွန်တက်ဒီထိပ်စီ3လုံးပေါင်းကတက်နော်ခါ3လုံးပေါင်းက3နော်နောက်ပြီး3လုံးပေါင်းတက်3တက်ဒီကနန်းကရန်ထိုးလို့ရမှာ6ခုနှစ်ကိုတက်3နှစ်3တက်ကိုရန်ထိုးရမှာဘာလို့လဲဆိုတော့နလက်ပဲလေ446လို့မဖြူပဲနဲ့နလက်ပဲလေ3တက်ဆိုပြီးတော့ချပေးလိုက်ရဲ့ဒီပင်ကအပေါ်ပေါင်းတဲ့ရလက်ကိုဒီပင်ချပေးလိုက်ရင်အဲ့လိုကြီးခမ်းမှာဆိုတော့ကျွန်တော်3တက်ကိုရန်ခိုင်းတာအဲ့လောက်ဆိုတော့မိတ်ဆွေတို့သဘောပေါက်မယ်ထမှားတယ်နော်မပေါက်ရင်လည်းခုနပြောလို့ဗီဒီယို2ခါ3ခါတာပြန်ကြည့်ကျွန်တော်ကတစ်ခါတည်းပြရတယ်ဆိုတာကဗီဒီယိုဖိုင်ရှင်းဆိုလို့ကျွန်တော်က2ခါ3ခါထပ်ပြီးရှင်းမပြတာနောက်ပြီးကြတော့အပေါင်းခံရတဲ့ဒီအပေါင်းခံရတဲ့ဒီ3ခုတက်မှာဒီမှာထိပ်စီ3လုံး3ခါ3လုံး9နောက်ပြီး3လုံးတက်3-9တက်လို့အပေါင်းခံလိုက်ရတဲ့ဒီ286ဆိုတဲ့ကဏ္ဍကအဲ့နှစ်ထဲမှာပြန်ကြထွက်ထားတဲ့ကဏ္ဍတစ်ခွက်လည်းဖြစ်ရမှာသဘောပေါက်လားမသိဒီအပေါင်းခံရတဲ့286ကအဲ့နှစ်ထဲမှာပြန်ကြလည်းဖြစ်ရမယ်နော်ဒီ83လုံးဖြီးတဲ့ဘေးမှာဒီကဏ္ဍဖြီးတာဒီမှာက23လုံးဇောင်းတက်သွားတယ်246အဲ့246က264လို့ပြန်ပြီးဖြီးထားတဲ့ဘေးမှာဒီ6ခုနှစ်ကဒီ446ဖြစ်အောင်ပေါင်းတဲ့6ခုနှစ်ကဒီနေရာမှာဖြီးမှာအဲ့အပေါင်းခံရတဲ့ဒီ6ခုနှစ်ကလည်းအဲ့နှစ်ထဲမှာထွက်ထားတဲ့ပြန်ကြာကဏ္ဍဖြစ်ရမယ်တဲ့နော်အဲ့လိုချုပ်ထားတာတော့အဲ့တော့ဒီနှစ်ထဲမှာကျွန်တော်တို့ကပြန်ကြာကဏ္ဍ6ပါတဲ့ပြန်ကြာကဏ္ဍရှိသေးတယ်ကြာမယ်ဟာအကျွေးချင်အဲ့တော့6ပါတဲ့ကဏ္ဍပြန်ကြာဆိုဒီကဏ္ဍလည်း
6 9နှစ်ကလားကြိုက်နေတာလေဟုတ်လားအပေါင်းခံရတဲ့6 9နှစ်ကပြန်ကြဖြစ်ရမယ်ဆိုတော့လားကြိုက်နေတာအဲ့တော့မိတ်ဆွေတို့ဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်အဲ့တော့6 9နှစ်ကိုတင်မှာ6 9နှစ်ကိုတင်131ကိုရန်နော်နှစ်ကွက်ထိုးရမှာနော်6 9နှစ်ကိုတင်ထိုးနောက်ပြီး6 9နှစ်လို့ထွက်လိုက်တာနဲ့ဟဲ့446စောစီးတာထိုးထားတော့ဟောတော့သွားနိုင်တယ်6 9နှစ်တာထွက်ကြည့်နော်ဒါကနှစ်ကဆိုင်ကပြီးခြင်းအဲ့လိုတဲ့ပြီးတာနော်နှစ်ကဆိုင်တော်များများပြီးသုံးကဆိုင်တာလှည့်တတ်တာနှစ်ကဆိုင်ကအဲ့လိုတွေပြီးတတ်တယ်အဲ့တော့391နဲ့446မတူဘဲနဲ့ဘလူတွေယူလဲဆိုတာသဘောပေါက်တော့ပြီးထမှာတယ်မိတ်ဆွေတို့နော်အဲ့တော့မိတ်ဆွေတို့ကျွန်တော်ပြတဲ့ဆိုင်နဲ့ချက်ချီပေါက်ပါစေလို့စုမကုံတောင်းအောင်ပါတယ်မိတ်ဆွေတို့အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ